ပြင်မချင်စီပြန်ဟင်းလေးရယ်တို့စရာအစုံရယ်ငပိရယ်ဒီနေ့ကတော့ထမင်းတော်တော်လေးကိုမိန်မဲပုံရှိတယ်ပေါ့နော်ဒီတို့စရာတွေကဒီနေ့အတွက်ကပတ်စံတစ်ချက်မှမကုန်လိုက်တဲ့တို့စရာလေးတွေအကုန်လုံးဒီ၄မျိုးစလုံးကအကုန်ခြံတွက်ဒါလေးတွေအကုန်လုံးကိုယ်တိုင်လှုပ်ထားတဲ့ဟာလေးပေါ့နော်ဒီချင်းပတ်ဆိုလေကိုယ်တိုင်လှုပ်ထားတာဒါလေးဆိုအခုချက်ချင်းမှသွားဆင်ခုလိုက်တဲ့တို့စရာလေးပေါ့နော်အဲ့လိုလေးစားမယ်ရေကြီးအလွတ်လေးတွေရှိရင်လေအဲ့ဒီ channel မှာရသလောက်အကုန်လုံးစိုက်ထားရင်ဒီလိုမျိုးလေးတွေစားလို့ရတယ်ပေါ့နော်အခုဒါလေးတွေဆိုတို့စရာသွားဝယ်မယ်ဆိုရင်ဈေးထဲမှာအနည်းဆုံး1500ဘိုးဝယ်ရမှာလေအခုဆိုရင်အဲ့အတွက်ဈေးရိတ်လေးတက်တာသွားတာပေါ့နော်ဒါတွေကနေ့တူပါစားနေရမယ်ကိစ္စတယ်လေဒီနေ့ကတော့ငပြင်းမဟင်းလေးချက်စားမှာပေါ့နော်ငပိရည်လေးဖြော်မယ်ပြီးတော့တိုးစရာတွေကလေအကုန်ခြံထဲကနေပြီးထွက်တဲ့ဟာလေးတွေအကုန်တို့မှာပေါ့နော်ခြံတွက်လေးတွေဒီနေ့အတွက်တိုးစရာဘူးပတ်စံလုံးဝမကုန်ဘူးခြံမြေကြီးနည်းနည်းရှိရင်အဲ့ဒီမင်းထဲမှာအကုန်လုံးရအောင်စိုက်တယ်ဆိုရင်တိုးစရာဘူးအနည်းဆုံး1500 2000တက်တာလည်းမနည်းဘူးလေအခုခေတ်ကြီးကကုန်စည်နှုန်းကတအားတက်နေတဲ့အချိန်မှာစီလေးပူလာပြီဆိုရင်စက်တော်အနီးဖြူချင်းကုန်ရောထောင်းရတယ်ထည့်လိုက်ဒီချင်းလေးကတော့ခြံထားမယ်ဒါကြောင့်လဲဆိုတော့အဲ့ချက်ဆုံးကတော့ချခံလေးပေါ့နော်အဲ့ဒီချိန်မှာအုပ်မှုရအောင်လို့ဒီရုပ်သီးလေးတွေစီတက်လာတာဒါမျိုးတွေနဲ့မှုေးပြီးတော့ကျွတ်လာပြီဆိုရင်မပြင်းမကငန်းပြားရည်ရယ်သမင်းမုတ်ရယ်ဖုံမုတ်ရယ်ရောနေတာစားတော့မထည့်တာငန်းပြားရည်လေးနဲ့ပဲနေတာအဲ့ဒါလေးကိုမှုေးအောင်ခဏလုံးလိုက်အောင်ပါပေါ့နော်ပင်မြလေးတွေလုံးလာလိုက်တာပေါ့နော်ဒီလိုလေးအလီရောက်ပြီဆိုရင်ဆက်ဆွစုံချင်းရည်လေးထည့်လိုက်မတွန်းတယ်နဲ့တွန်းရင်အမှန်မကောင်းဒီမှာအုပ်ပြီးတော့လေခဏတဲ့လိုက်တာတဲ့ပြီးတော့ဒီလိုစူလာပြီဆိုရင်အရင်လေးကိုတစ်ချက်မြည်ကြည့်လိုက်မယ်ဆောင်းကတော့ကစားမပါဘူးငန်းပြားရည်လေးနဲ့ပဲနေလိုက်စားလေးနဲ့ပေါ့အဲ့တော့စားဖဲ့မယ်ချုံမုံနေပါရထက်ထက်စရာမလိုတော့ဘူးဒီမှာနေအကောင်ဒီရန်လည်းမကြည့်ဘူးအလက်ဆိုင်တယ်နော်တအားအကြီးတော့မဟုတ်တသေးလေးလည်းမဟုတ်ဘူးအကောင်30သားလောက်ရှိတဲ့အကောင်လေးပေါ့အဲ့ဒီအကောင်လေးရလို့ဝယ်ရတယ်ဒီရင်တော့အုပ်လိုက်မယ်ပြီးရင်သူခဏပြီးအဖုံးပြန်ဖုံးထားလိုက်ပြီးရင်အဲ့ကိုရှောက်ရင်နည်းနည်းလေးထည့်လိုက်အများကြီးမဟုတ်ဘူးသူမှုေးတော့ကြည့်မှာဆိုလို့ဖြည်းဖြည်းချင်းထိုးလိုက်မယ်အလန့်တော့ချင်းစီပြန်ပြီးမှုေးလာတယ်အေးအိုးလေးတည်ထားတော့ဒါတွေပြည့်ခုလိုက်သေးတယ်ဒီကဒီတန်းတလုံးရွက်လေးတွေပြုတ်မယ်ပြီးရင်ဒီမှာဒီမရန်ပလူလေးနဲ့ခုလေးမှာစင်ကူပြီးရေးသေးထားတယ်ပြီးရင်ဒီမှာဗာလဲခွေးတော့ရွက်အဲ့ဒါလေးတွေအကုန်လုံးပြုတ်ပြီးရင်ဘာရှိအောင်လဲဆိုတော့ဟိုဟာရှိသေးတယ်ဟုတ်လားဒီမှာကိုယ်အိမ်မှာလောက်ထားတယ်ဟိုဟာကြက်ရွက်အဲ့ဒီကြက်ရွက်ကလည်းနောက်ခွေးမှာပေါ့နော်အဖေကြီးကတော့ကြီးတယ်ဒါပေမဲ့အခုတိတ်ပြီးအညွန့်မထွက်တော့ဘူးအဲ့တခါအညွန့်ထွက်မှဒီလောက်ဝေးရတယ်အဲ့ဒါလေးကိုလေခုပါတော့အဲ့လိုအချင်းတဲထားပြီးတော့
ပြတ်ကိုလိုက်ကိုကလေဒီတို့စားတာပေါ့နော်အားကြဘိုက်နာတော့ပထမအရွက်တွေသွားခုတဲ့အချိန်မှာဒီဟင်းကကျက်သွားပြီဒါခဏလေးအေးအေးခံထားလိုက်တာအရန်အေးအေးရောမဟုတ်ဘူးပြီးတော့မှဒီထဲကိုခူးလိုက်မယ်ဖုန်းဖုန်းလေးနဲ့ဆက်ဆွာရှောက်ရည်လေးထည့်ထားတယ်မကြီးရည်မထည့်ဘူးရှောက်ရည်လေးထည့်ပြီးတော့ချက်ထားတယ်အဲ့တော့ငါးညီညာလည်းတက်ပါတယ်လေအဲ့လိုမျိုးတော့မွေးတယ်စားလို့အရသာလေးဆုံးတော့မြည်ကြည့်လိုက်တာလေငါးကလေတော်တော်လက်လက်ဆက်ဆက်လေးနောက်တစ်ပုံမှာတစ်ခါကြာရင်ငါးလက်လက်ဆက်ဆက်လေးရတယ်ဒါမဲ့အများအားဖြင့်တော့ formula နဲ့ထိုးတာများတယ်အဲ့ formula နဲ့ထိုးတဲ့ဟာကိုစိတ်တွေညစ်လို့စားရတာလေအရသာလည်းမရှိတော့ဒါဆိုဒီလိုချင်းစီပြန်လေကဲဒီဟာဆိုရင်ဒါကိုယ်တိုင်လုပ်ထားတဲ့ဟာကတဲ့ဒီဟာလေးကကိုယ့်ရဲ့ technique ပဲဖိထားတာဒါလေးနဲ့ဖိကြတာမှန်ဆိုရင်အထည့်ပြီးွားရင်ဟိုအရွက်တွေအပေါ်ယူဘောလုံးကြီးပေါ်လာလို့ဒါအလွယ်နည်းပဲဂုတ်တိတ်တဲ့သဘောပဲအဲ့လိုဘူးတဘူးကိုအဲ့လိုထည့်ပြီးတော့အဖုံးပိတ်ထားရတာအဲ့ဟိုဟာတွေအပေါ်ပြန်တက်မကြွလာတော့ဘယ်ရမဆိုအဆင်ပြေတယ်လို့အကုန်ကြည့်လို့ရတာလေရင်သူ့ချင်းဘက်ဒီချင်းဘက်တွေရတယ်မှုေးနေဝါလေးပုတ်လည်းမပုတ်ဘူးမှုေးကြိုင်းနေရတယ်ဒီလိုဝါလေးဖြစ်ချစ်စရာ